950မှာကဏ္ဍဇတ်ဆိုပြီးတော့ရှိတယ်။နောက်ဦးဇင်းတို့တောင်မှသူတော်ကောင်းတို့ရဲ့သဘောထားဆိုပြီးတော့ခေါင်းစဉ်လေးပေးပြီးတော့ဟောထားတဲ့တရားလေး။အဲ့ဒီကဏ္ဍဇတ်မှာဦးဇင်းတို့ဘုရားလောင်းကအင်မတန်ချမ်းသာကြွယ်ဝတဲ့အမျိုးမှလူဖြစ်တယ်။မွေးဖွားလာတဲ့အခါမှာအသားအရေကအနှဲငယ်မြမဲတဲ့အတွက်ကြောင့်ကဏ္ဍတတော်တာမောင်မဲလို့အဲ့လိုနာမည်ပေးတယ်။နောက်တော့မိဘတွေကွယ်လွန်နေစာရောက်တော့ဒီမိသားစုဒီအတိုင်းဝိုင်းကိုနော်အုပ်ဆိုးပြီးတော့နေတယ်ပေါ့အဲ့လိုနဲ့နောက်တော့နော်ပါရမီတက်ခံကလည်းရင့်ကျက်လာတယ်လို့ဆိုရမယ်အတွေ့အခေါ်တွေကလည်းပဲမှန်ကန်တယ်လို့ဆိုရမယ်ပေါ့ဘာစဉ်းစားလဲဆိုတော့ဓာတ်ထက်ချမ်းသာတဲ့ဓာတ်ထက်ကောင်းတဲ့အနေအထားတစ်မျိုးဓာတ်ထက်ကောင်းတဲ့ချမ်းသာကိုငါမရနိုင်ဘူးလားရနိုင်တာပေါ့ရနိုင်တယ်ဆိုရင်ငါရှာဖို့လိုတယ်အဲ့ဒီမှာဓာတ်ထက်ကောင်းတာကိုရှာလိုတဲ့စိတ်ပါလူဆိုတာအဲ့ဒီစိတ်ဓာတ်ကတော့ရှိတဲ့နယ်လို့ထင်တယ်ကိုပို့ပြီးတော့ကောင်းတဲ့ကောင်းအောင်ပို့ပြီးတော့ချမ်းသာတဲ့ချမ်းသာအောင်ဒါကြိုးစားဖို့လိုတယ်ဟုတ်တယ်မဟုတ်လားချမ်းသာတဲ့ချမ်းသာအောင်မကြိုးစားလို့နော်ဟိုဆင်းရဲတဲ့ဆင်းရဲအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ကတော့ဘယ်သူမှရှိမယ်မထင်ပါဘူးဟုတ်လားချမ်းသာတဲ့ချမ်းသာအောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်ဒီနေရာမှာချမ်းသာဆိုတာကလည်းပဲဦးဇင်းတို့ကျမ်းဂန်နေတဲ့မှာအကျဉ်းမြင့်၃မျိုးလောက်ပြောထားတာရှိတယ်နော်ကာမတုခတဲ့ယူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖုဒ္ဓဘာယုံဆိုတဲ့ဒီအာယုံတို့ကြောင့်ဖြစ်ပေါ်လာတဲ့စိတ်နှလုံးရဲ့ဝမ်းသာမှုပျော်ရွှင်မှုကြည်နူးမှုဒါကိုကာမဂုဏ်ကြောင့်ဖြစ်တဲ့ချမ်းသာကာမတုခဒါကတော့ပိဋကပေါင်းသူတော်ကောင်းတို့ရောဦးဇင်းတို့ရောအလွန်တရာမှကျွမ်းကျင်တဲ့ဒီကာမချမ်းသာနဲ့ပတ်သက်ပြီးတော့အလေးအလာလည်းများတယ်နားလေတယ်ပေါ့နောက်ဒုတိယချမ်းသာကဘာလဲဆိုတော့ဇာနတုခနော်ဇန်ချမ်းသာစိတ်နှလုံးမှာကာမိသနာပြဘာရဌိနမိတ်တာဩရိစာကောကုဆဝိသိကိစ္စအစရှိတဲ့နိဝရဏတရားအမှန်တရားကိုမသိအောင်မမြင်အောင်ဖုံးနိုင်ကွယ်နိုင်တဲ့တတ္တိရှိတဲ့ဒီတရားစိုးတွေကင်းကွာသွားလို့စိတ်နှလုံးမှာအေးချမ်းတည်ငြိမ်တဲ့သဘောနော်ဘာဝနာတရားတစ်မျိုးမျိုးကိုကြိုးစားအထောက်ရင်ရနိုင်တယ်ပေါ့အဲ့ဒါကိုဇန်ချမ်းသာဇာနတုခသူကဒုတိယလိုက်တဲ့ချမ်းသာပေါ့နော်နောက်ဦးဇင်းတို့တတိယချမ်းသာကတော့တန်တိတုခနော်ငြိမ်းအေးတဲ့ချမ်းသာနော်ကိလေသာငြိမ်းလို့နော်တကယ်ငြိမ်းအေးမှုနိဗ္ဗာန်ဆိုတာကိုသိရတယ်မြင်ရတယ်ပေါ့နိဗ္ဗာန်ချမ်းသာဆိုတာကအမှန်ကတော့တကယ်အရှိတရားပဲနိဗ္ဗာန်ဆိုတာတကယ်ရှိတယ်သို့တော်တရားဓမ္မတို့ဦးဇင်းတို့တကယ်ရှိတဲ့နိဗ္ဗာန်ကိုဘာကြောင့်တကယ်မသိတာလဲလို့မေးရင်တကယ်ရှိတဲ့နိဗ္ဗာန်ကိုမသိအောင်မမြင်အောင်နော်ကိလေသာတရားတွေကဖုံးထားတယ်ဆိုတဲ့အဓိပ္ပာယ်ကိလေသာတွေကိုဖယ်နိုင်တယ်ဆိုရင်နိဗ္ဗာန်ကိုသိနိုင်တယ်မြင်နိုင်တယ်ပေါ့အဲ့ဒါလိုနိဗ္ဗာန်ကိုသိလို့မြင်လို့ဖြစ်ပေါ်တဲ့ချမ်းသာသူကြတော့တန်တိဒုက္ခလို့ခေါ်တယ်ချမ်းသာဘယ်နှမျိုးတော့၃မျိုးချမ်းသာတဲ့ချမ်းသာအောင်ကြိုးစားရမယ့်တာဝန်ဒီလူသားတိုင်းမှာရှိတယ်အသိဉာဏ်ရှိတဲ့လူသားတိုင်းမှာရှိတယ်ဆိုတာဒါကိုပြောတာဒါကြောင့်ကာမဒုက္ခလောက်နဲ့ရောင်ရဲတင်းတိမ်နေမယ်ဆိုရင်တော့နော်အသိဉာဏ်ရှိတဲ့လူသားတစ်ယောက်ရဲ့တာဝန်မကြည်ဘူးလို့ပဲဆိုရမှာဟုတ်လားကာမဒုက္ခတဲ့တာတဲ့ဇာနာဒုက္ခကိုရအောင်ကြိုးစားအထောက်ဖို့လိုတယ်ပေါ့တဆင့်တက်ပြီးတော့တန်တိဒုက္ခဆိုတဲ့တကယ်ချမ်းသာတဲ့ချမ်းသာမှကိုရအောင်ရှာဖွေနိုင်ဖို့ကြိုးစားနိုင်ဖို့လိုတယ်ပေါ့အခုလည်းပဲဦးဇင်းတို့ကဏ္ဍတတိတာကချမ်းသာတဲ့ချမ်းသာအောင်ငါကြိုးစားမယ်ဆိုတော့သူပါစဉ်းစားလေနော်ရှိတဲ့စီစဉ်ကိုအကုန်လုံးသူပြီးရင်စွန့်ပြီးတော့သွားမှာနော်အဲ့ဒါလို့စွန့်ပြီးတော့မသွားသေးခင်မှာသူစဉ်းစားကြည့်တယ်သူစဉ်းစားတဲ့အချက်က၃ချက်ရှိတယ်ဘာတွေနဲ့ပတ်သက်ပြီးတော့သူစဉ်းစားလဲဆိုတော့နံပါတ်1ပစ္စည်းဥစ္စာဆိုတဲ့ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့သူတစ်ချက်စဉ်းစားတယ်နံပါတ်2ဒီခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးတော့သူတစ်ချက်စဉ်းစားတယ်နံပါတ်3ရှင်သန်မှုဆိုတဲ့ဒီအသက်နဲ့ပတ်သက်ပြီးတော့သူတစ်ချက်စဉ်းစားတယ်ဘယ်နှချက်စဉ်းစားလဲ၃ချက်စဉ်းစားတယ်ပစ္စည်းဥစ္စာဆိုတဲ့ပိုင်ဆိုင်မှုဒီခန္ဓာကိုယ်ကြီးရှင်သန်မှုဘယ်နှချက်လဲ၃ချက်အဲ့ဒါကိုပေးတဲ့ပေါင်းတော်ကောင်းတို့ဘယ်ဟာကတန်ဖိုးရှိတဲ့ရာဘယ်ဟာကတန်ဖိုးမရှိတဲ့ရာဘယ်ဟာကတော့အနှစ်သာရဘယ်ဟာကတော့အကာပဲဆိုတာကိုသူခွဲခြမ်းပြီးတော့ပြသွားတာပဲအဲ့ဒါကိုဒီကနေ့ဦးဇင်းတို့တရားရဲ့ဒုတိယပိုင်းအနေနဲ့ဆက်ပြီးတော့ပြောမယ်ပေါ့နော်အေးနံပါတ်1သူစဉ်းစားတယ်ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့စဉ်းစားတယ်ဘယ်လိုစဉ်းစားလဲဆိုတော့ပိဉ္စနံဝေရဏံသာရဏဘာဝေနနေတရတဣမတဒနတဒါနနာမတာရောပစ္စည်းဥစ္စာကိုသူစဉ်းစားကြည့်လိုက်တော့တန်ဖိုးမရှိဘူးဆိုတဲ့အဖြေထွက်တယ်တဲ့သူစိတ်ထဲမှာ
ပစ္စည်းဥစ္စာတွေကိုဆင်ញင်သုံးသပ်ကြည့်လိုက်တော့တန်ဖိုးမရှိဘူးဆိုတဲ့အဖြေထွက်တယ်တဲ့အကြောင်းပြချက်ကဘာလဲဆိုတော့ပင်စန္ဒံဝေဒနာတာရဏဘာဝေနယံသူမျိုး၅ပါးဖြင့်ဆက်ဆံနေတဲ့အတွက်ကြောင့်လို့သူကအကြောင်းပြတယ်။နော်အယံကာယောကြီးပစ္စည်းဥစ္စာကိုတန်ဖိုးမရှိဘူးလို့ပြောတာတော့မဟုတ်။သူ့ရဲ့အကြောင်းပြချက်ကဘာလဲယံသူမျိုး၅ပါးနဲ့ဆက်ဆံနေလို့ဆိုလိုတာကရေမျောရင်လည်းပျက်စီးမယ်။မီးလောင်ရင်လည်းပျက်စီးမယ်။မင်းစုမင်းကြီးကသိရင်လည်းခံရမယ်။နော်လူစုတစ်ခိုးတွေကလူယွင်ရင်လည်းအခက်မသိရင်အသက်ပါတောင်ပေးလိုက်ရနိုင်တယ်။ပစ္စည်းကိုအကြောင်းပြုပြီးတော့ဟုတ်လားအမွေခံသားစုသမီးတို့မချစ်မနစ်တတ်တဲ့ပုဂ္ဂိုလ်တွေကြောင့်လည်းပျက်စီးနိုင်တယ်မုန်းတဲ့လူတွေကြောင့်လည်းပျက်စီးနိုင်တယ်ပေါ့ဟုတ်လားဆိုလိုတာကပျက်စီးခွင့်ကြုံလာရင်အလွယ်တကူပျက်စီးသွားနိုင်တယ်အမကန်ချက်အများကြီးမရှိဘူးလို့ပြောတာခိုင်မာမှုအများကြီးမရှိဘူးလို့ပြောတာဒါကသူ့ရဲ့အဓိကအကြောင်းပြချက်ပေါ့တကယ်တမ်းကတော့ဦးဇင်းတို့ပစ္စည်းဥစ္စာကိုတန်ဖိုးမရှိဘူးလို့ပြောတဲ့နေရာမှာပစ္စည်းဥစ္စာရဲ့မကောင်းတဲ့အချက်တွေကတော့အများကြီးရှိတာပဲမကောင်းတာကြီးတော့မဟုတ်ပါဘူးပစ္စည်းဥစ္စာဟာစာဝတ်နေရေးလူမှုရေးကျန်းမာရေးစီးပွားရေးဒီအရေးတွေရှိနေတဲ့အတွက်ကြောင့်ရှိသင့်ရှိတတ်အောင်လဲကြိုးစားအထောက်ဖို့လိုအပ်တယ်ဒါပေမဲ့ဦးဇင်းတို့ပြောချင်တာကလိုအပ်တာထက်တော့ပိုပြီးတော့အထင်ကြီးမထားဖို့လိုမယ်လို့ထင်တယ်ဟုတ်လားပစ္စည်းဥစ္စာရဲ့တန်ဖိုးဆိုတာသူ့ဟာနဲ့သူအထိုက်လျောက်ရှိပါတယ်ဒါပေမဲ့ရှိတဲ့တန်ဖိုးထက်ပိုပြီးတော့တွက်မထားမိဖို့လည်းအရေးကြီးတယ်အခုသူကတွက်ပြတယ်ရန်သူမျိုး၅ပါးနဲ့ဝမ်းရံနေလို့ရန်သူမျိုး၅ပါးနဲ့ဆက်ဆံနေလို့ပစ္စည်းဥစ္စာကိုတန်ဖိုးမရှိဘူးလို့ပြောတယ်တကယ်စဉ်းစားကြည့်ရင်တော့ပစ္စည်းဥစ္စာတန်ဖိုးမရှိဘူးဆိုတာနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်တော့ပြောစရာစကားအများကြီးရှိတယ်အခြေခံကစပြောရမယ်ဆိုရင်ဦးဇင်းတို့ဒီပစ္စည်းဥစ္စာတွေဟာဘယ်လိုနည်းနဲ့ရလာသလဲအများစုကတော့လောဘဒေါသနဲ့ယဉ်ပြီးတော့ပင်ပန်းမှုနဲ့ပူလောင်မှုနဲ့ယဉ်ပြီးတော့ရှာထားလို့ရတာပါပေတလို့ညင်းနိုင်လားမညင်းနိုင်ဘူးပူလောင်မှုပင်ပန်းမှုနဲ့ရှင်းထားရတယ်တက်တောင့်တက်တာလွယ်လွယ်ကူကူရလာတယ်ဆိုတာအလွန်မှရှားပါတယ်ရှင်းတော့ကံကောင်းလုံးလို့အလွယ်ကူရတယ်ဆိုတာလည်းမရှိဘူးတော့မဟုတ်ဘူးရှိပါတယ်ဒါသိအများစုပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေချွေနဲ့သွေးနဲ့ရှင်းထားရတယ်တချို့အသက်ပါတောင်ရှင်းလိုက်ရတာရှိတယ်ကျန်းမာရေးနဲ့ရှင်းရတာလည်းရှိတယ်အဲ့ဒါလို့ဦးဇင်းတို့အရင်နီးများစွာဖြင့်ရှာဖွေထားလို့ရလာတဲ့ဒီပစ္စည်းရလာပြီဆိုတော့လည်းပဲအကောင်းကွက်ကြီးလားဆိုတော့မဟုတ်ကောင်းတာတွေရှိတယ်လို့ဒါတွေကိုမပျက်စီးအောင်ကာကွယ်ရတယ်စောင့်ရှောက်ရတယ်ပျက်စီးသွားမှလေလားဆိုတဲ့စိုးရိမ်မှုကတော့တွေးမိတိုင်းရှိတယ်ပစ္စည်းကြောင့်ဖြစ်တဲ့ချမ်းသာကိုကြီးမြင်လို့မရဘူးပစ္စည်းကြောင့်ဖြစ်တဲ့စိုးရိမ်မှုပူလောင်မှုကိုလည်းပဲအမှန်အကန်နားလည်ဖို့လိုတယ်ဒါရှိတယ်ဆိုတာဟုတ်လားဒါကြောင့်ပစ္စည်းဥစ္စာဆိုတာစိုးရိမ်ခြင်းပူလောင်ခြင်းနေနဲ့လည်းရောပြွန်းနေတယ်ဟာကိုဘလို့မှမဖြစ်ချင်တဲ့ကိစ္စကြီးဒီပျက်စီးတဲ့ကိစ္စကြီးအကြောင်းတစ်မျိုးမျိုးကြောင့်ပျက်စီးသွားပြီဆိုရင်တော့အလွန်အကဲကိုပဲအဲ့ဒီကြရင်တော့ပူလောင်ရတဲ့ဆင်းရဲရတယ်တချို့ကျမ်းမာရေးထိခိုက်သွားတာရှိတယ်ပစ္စည်းဥစ္စာပျက်စီးလို့တချို့ယူသွားတာတောင်ရှိတယ်တချို့သေသွားတာတောင်ရှိတယ်မရှိဘူးလားဗျာရှိတယ်နောက်ဆုံးဘဝရဲ့နောက်ဆုံးအချိန်မှာဒီပစ္စည်းဥစ္စာကိုပုထုသင်တဘာဝတွေ့တာလွန်းလို့ဆွဲလန်းလွန်းလို့မမောလန်းလို့မစွန့်နိုင်မခွာနိုင်ဖြစ်ပြီးတော့မြန်သေခဲ့မယ်ဆိုရင်တော့ဒုတိယဘဝတော်တော်ဆိုးတဲ့ဘဝတစ်ခုကိုလည်းရသွားနိုင်တယ်။ဒါဦးဇင်းတို့ပြည်သက်ပေါင်းတော်တို့အဆိုးမြင်ရှုထောင့်ကကြည့်ပြီးတော့ပြောနေတာမဟုတ်ဘာဖြစ်ဖြစ်မျှမျှတတာအရှိကိုအရှိတိုင်းမြင်တတ်ဖို့တော့လိုတယ်။နောက်စာဝတ်နေရေးလူမှုရေးကျန်းမာရေးပညာရေးစ조사ဖို့အတွက်ပြည်စည်းဥစ္စာဆိုတာမရှိရင်မဖြစ်ပါဘူး။ဒါတော့ဦးဇင်းတို့လည်းနားလဲပါတယ်ဟုတ်လား။သို့တော့သူ့မှာရှိတဲ့အရေးအသွေးထက်ပိုပြီးတော့တွက်မထားမိဖို့လည်းအရေးကြီးတယ်။ဦးဇင်းတို့ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့ဓမ္မပဒပါဠိတော်မှာမြတ်စွာဘုရားဝေဖန်ပြထားတာလေးတစ်ခုရှိတယ်ဟနန္တိဘောဂဒုံမေရာနောစပါရဂဝေတိနောတဲ့ဒုံမေရာညံနေတဲ့ပုဂ္ဂိုလ်တို့ကိုဘောဂပစ္စည်းဥစ္စာတို့သည်ဟနန္တိအသေးတတ်တတ်ကုန်၏တဲ့နော်ပစ္စည်းဥစ္စာဆိုတာညံနေတဲ့ပုဂ္ဂိုလ်ကိုအသေးတတ်နိုင်တယ်နှိမ့်ဆက်နိုင်တယ်ဆင်းရဲသွားစေနိုင်တယ်ပူလောင်သွားစေနိုင်တယ်ဟုတ်လားဒါပေမဲ့လို့နောစပါရဂဝေတိနောတဲ့ဟောမြတ်စွာဘုရားအရှိတိုင်ဟောတယ်နော်ပါရဂဝေတိနောတစ်ဖက်ကန်းတည်းဟူသောနိဗ္ဗာန်ကိုရှာမိကြတဲ့ပုဂ္ဂိုလ်တွေကိုကြတော့အသေးမတတ်နိုင်ဘူးတဲ့အပစ္စည်းဥစ္စာဆိုတာညံနေတဲ့လူကိုကောင်းကောင်းနှိပ်စက်နိုင်တယ်ဒါပေမဲ့နိဗ္ဗာန်ချမ်းသာတည်းဟူသောတစ်ဖက်ကန်းနော်ပါရဂဝေတိနောပါရဆိုတာတစ်ဖက်ကန်းနိဗ္ဗာန်ကိုပြောတာပါ
ကဝေတိနောဆိုတာရှာဖွေတယ်ပေါ့နော်နိဗ္ဗာန်ချမ်းသာကိုရလိုတဲ့စိတ်နဲ့ကြိုးစားအထောက်ကြတဲ့ပုဂ္ဂိုလ်တွေကိုကြားတော့ပစ္စည်းဥစ္စာတွေကမနှိမ့်ဆက်နိုင်ဘူးဆိုလိုတာကဒီပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဒါနစေတနာဒီဒါနစေတနာကြောင့်နိဗ္ဗာန်ချမ်းသာကိုမြန်မြန်မျက်မှောက်ပြုရစေဆိုလို့ရှိရင်ဒါမြန်မြန်မျက်မှောက်ပြုဖို့အတွက်သူတို့အများကြီးတွန်းအားပေးနိုင်တဲ့အနေအထားမှာတောင်ရှိတယ်ဒါကြောင့်ပစ္စည်းဟာသူ့ကြီးတက်တက်ဆိုရင်တော့ပိဿပေါင်းတော်အောင်တို့တန်ဖိုးကိုပြောဖို့ခက်တယ်ပေါ့သူ့ကိုအသုံးချတတ်သလားအသုံးမချတတ်ဘူးလားဆိုတဲ့ပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ရဲ့အည်အသွေးကိုကြည့်ပြီးတော့ပဲအဓိကဝေဖန်ဖို့လိုတာပေါ့ဟုတ်လားသူ့ကိုအသုံးမချတတ်ဘူးဆိုရင် तू ကကိုယ့်ကိုကောင်းကောင်းနှိပ်စက်နိုင်တယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကအပုဒ္ဒကတထေဆိုတာရှိတယ်သာသမီတယောက်မှမရှိဘူးမထုံငါအောင်ဒါပေမဲ့ပစ္စည်းဥစ္စာတွေကတော့ဂတိ40လောက်ကျွယ်ဝနေအဲ့ဒါသူကအလွန်နှမျောတယ်သူများကိုပေးဖို့မဆိုထားနဲ့သူများကိုသူ့ရဲ့စည်းစိမ်တွေကိုခံစားစေဖို့မဆိုထားနဲ့သူကိုယ်တိုင်ခံစားဖို့တောင်သူ့ကိုယ်သူတောင်မတတာဟုတ်သူကနော်စားရင်စကွဲထမင်းပုံကြီးဟင်းနော်ဆောင်းတော့တရွတ်ထီစီးတော့ယထာအိုဝတ်တော့ဖြင်းချမ်းတဲ့တောင်ဆိုတဲ့ပတ်စံလျှော်ချီကိုရစ်ထားတဲ့အဝတ်ချမ်းကိုပဲဝတ်တယ်လို့ဆိုတယ်အဲ့ဒါလို့မစားရမတော့ရက်ပေးဖို့ကမ်းဖို့ဆိုတာတော့ဝေးရောပေါ့နော်ဒီလိုနဲ့သူတည်သွားတော့ဒီပစ္စည်းဥစ္စာတွေကိုကောသလမင်းကြီးကအမွေခံမဲ့သားသမီးလည်းမရှိတော့ဆွေမျိုးလည်းမရှိတော့တိုင်းပြည်ဖန်တာဆိုပြီးတော့တိန်းတာအဲ့ဒါ9ရက်လောက်လှဲတွေနဲ့တိုက်ရတယ်လို့ဆိုတယ်အဲ့လောက်များတယ်ပေါ့ပစ္စည်းကအဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီတတိကိုအကြောင်းပြုပြီးတော့မင်းကြီးတဲ့လောကကြီးမှာကောသလမင်းကြီးကမြတ်စွာဘုရားကိုသွားလျှောက်တာကိုအလွန်အံ့ဩစရာကောင်းတဲ့လူပဲဒီလောက်ချမ်းသာတာကိုပဲဘာမှမသုံးဘူးမစားဘူးမပေးဘူးမကမ်းဘူးမလှူဘူးမတမ်းဘူးအဲ့ဒီမှာမြတ်စွာဘုရားကမင်းကြီးတဲ့ညံနေတဲ့လူတွေပိုင်တဲ့စည်းစိမ်ဥစ္စာတွေဟာတောတွေကဘလူးဆောင်တဲ့ရေကန်လိုပဲတဲ့နော်ဘလူးဆောင်တဲ့ရေကန်ဘယ်သူမှတောက်ခွင့်ချိုးခွင့်မရှိဘူးဒီတိုင်းအလဟတ်ပျက်စီးသွားတယ်ဒါကြောင့်ပစ္စည်းဥစ္စာဆိုတာကပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ရဲ့အည်အသွေးကိုလိုက်ပြီးတော့ကောင်းတဲ့အပိုင်းရှိတယ်ဆိုတဲ့အပိုင်းရှိတယ်ဒါပေမဲ့သူကြီးတက်တက်ဝေဖန်ကြည့်မယ်ဆိုရင်မရှိမဖြစ်တဲ့အပိုင်းရှိတယ်အန်ဒီအများကြီးဖြစ်နေတဲ့အပိုင်းလည်းရှိတယ်ဒါကြောင့်သူဟာအဲ့လိုအကောင်းတွေအဆိုးတွေရောနေတဲ့အတွက်ကြောင့်တကယ်တန်ဖိုးရှိတဲ့အရာစစ်လို့တော့မပြောနိုင်ဘူးတဲ့ဒါမင်းအဲ့ဒီတန်ဖိုးတကယ်မရှိဘူးလို့ဆိုရတဲ့ဒီပစ္စည်းဥစ္စာတွေတဲကတန်ဖိုးရှိတာကိုရအောင်မလုပ်နိုင်ဘူးလားဆိုတော့အဲ့လိုတော့မဟုတ်သူ့ကိုအကြောင်းပြုပြီးတော့တန်ဖိုးရှိတာကိုရအောင်ယူမယ်ဆိုရင်တော့ဖြစ်နိုင်တယ်အဲ့ဒါကဘာလဲဆိုတော့ဒါနဆိုတဲ့ပေးနိုင်ကမ်းနိုင်လှူနိုင်တန်းနိုင်ဝေနိုင်မျှနိုင်တဲ့သဘောပဲဟုတ်လားမစ္စရိယဆိုတဲ့ဝန်တိုချင်းအညစ်အကြေးကိုဆေးကြောပြီးတော့နော်ဒါနဆိုတဲ့စာခဆိုတဲ့ပေးနိုင်တဲ့ကမ်းနိုင်တဲ့စွန့်ကျဲနိုင်တဲ့စွန့်လွတ်နိုင်တဲ့အဲ့ဒီဒါနဖြစ်အောင်လုပ်နိုင်ရင်တော့အဲ့ဒါတကယ်တန်ဖိုးရှိတာကိုရတယ်ဒါနစေတနာလေးကိုယ်တန်တာမှာဖြစ်သွားပြီဆိုတော့အဲ့ဒါတန်ဖိုးတကယ်ရှိသွားပြီသူ့ကိုလည်းတန်ဖိုးရှိတယ်လို့ပြောတဲ့နေရာမှာအယံကာယောကြီးအကြောင်းပဲပြောတာတော့မဟုတ်နော်ဒါနစေတနာလေးဘာကြောင့်တန်ဖိုးရှိတယ်လို့ပြောရလဲအခြေခံကြပြောရရင်တော့တစ်အချက်ကိုတကယ်ပိုင်တယ်သိလားဒါနစေတနာကိုယ်တန်တာမှာဖြစ်ပြီဆိုရင်ကိုယ်တန်တာမှာဖြစ်တဲ့စိတ်စေတနာအစွမ်းတတ္တိကိုပိုင်တာပေါ့ဟုတ်လားပိုင်နာမှသူကတကယ်ကိုပိုင်တယ်ပစ္စည်းဥစ္စာဆိုတာကဘလောက်ပဲကိုကကံနေဉာဏ်နေဝိရိယတွေကောင်းလို့ကိုဘဝမှာမပျက်စီးအောင်ထိမ့်သိမ့်နိုင်တယ်ဆိုအောင်တောင်မှခန္ဓာကိုယ်ကြီးပျက်စီးပြီဆိုရင်တော့ဒါကိုဟာမဟုတ်တော့ဘူးလေတော့ရန်သူမျိုး၅ပါးရဲ့ဓာန်ကနေပြီးတော့ကိုကအစွမ်းတွေထက်လွန်းလို့ကာကွယ်နိုင်တယ်ဆိုအောင်တောင်မှတနေ့ကျတော့ဒီခန္ဓာကိုယ်ကြီးစွန့်ရမယ်စွန့်တဲ့အခါမှာတော့ဒီပစ္စည်းတွေလည်းပဲတခါတည်းစွန့်လိုက်ရတယ်ဒါနစေတနာကျတော့အဲ့လိုမဟုတ်ခန္ဓာကိုယ်ကြီးကိုစွန့်ရတဲ့အခါမှာတောင်မှသူ့ကိုစွန့်စရာမလိုဟုတ်လားအနုဂါမိကအစင်လိုက်တယ်လို့မြတ်စွာဘုရားဟောတာအနုဂါမိကအလွန်သစ္စာရှိတယ်မနေရဘူးပေါ့ဆိုလိုတာကရောက်ရဘဝရရခန္ဓာမှာအကျိုးပေးမယ်ဆိုတဲ့တတ္တိကလေးအနေနဲ့သူအမြဲတမ်းရှိတယ်ဒါနစေတနာကတော့သင်္ခါရတရားမို့လို့ပျက်စီးပါတယ်ဒါပေမဲ့အကျိုးပေးမယ်ဆိုတဲ့တတ္တိလေးကတော့မပျက်စီးဘူးဖြစ်ရဘဝတိုင်းမှာသူပါတယ်လှုပ်ထားခဲ့ပြီဆိုရင်တော့သူကတော့ပါနေတာပဲနော်ဆိုကြပါစို့ဒီလူဘဝကပြောင်းသွားလို့ခွေးဖြစ်ခြင်းဖြစ်သွားမယ်အဲ့ဒီခွေးဖြစ်တဲ့တဏ္ဍာမှာအဲ့ဒီဒါနစေတနာရဲ့အစွမ်းတတ္တိပါတယ်နော်ဘယ်တရားပဲဖြစ်သွားအဲ့ဒီတတ္တိလေးကိုထားခဲ့เสียမလို့အဲ့ဒီလိုကောင်းတဲ့တတ္တိကလေးတွေကိုပဲဒါပါရမီလို့ခေါ်တာပဲမဟုတ်လားဦးဇင်းတို့ဆိုကြပါစို့
မြတ်စွာဘုရားကပါရမီတွေအများကြီးဖြည့်ဆည်းခဲ့တယ်ကောင်းတာတွေအများကြီးလုပ်ခဲ့တယ်ပေါ့တဲ့ပြောရရင်ခန္ဓာတွေကတော့အမျိုးမျိုးပြောင်းသွားတာပဲလေခွေဖြစ်လိုက်နွားဖြစ်လိုက်လူဖြစ်လိုက်နတ်ဖြစ်လိုက်ဟုတ်လားသို့တော့အဲ့ဒီဓာတ်တတိကတော့ခန္ဓာတွေပြောင်းတယ်ပဲပြောင်းတဲ့ခန္ဓာနောက်သူကတော့လိုက်ပြီးတော့ပါနေတာပဲဟုတ်လားအဲ့ဒီပါတဲ့ကိစ္စမှာနည်းနည်းထူးခြားတာလေးတစ်ခုပြောမယ်အဲ့ဒါကဘာလဲဆိုတော့ဘုရားလောင်းတို့ကြတော့လှုပ်ထားတဲ့ကုသိုလ်သူတို့ကစုတတ်တယ်ပေါ့စုထားတယ်ဘာကုသိုလ်ပဲလှုပ်ဘာပါရမီကိုပဲဖြည့်သဗ္ဗညုတညာဏတပစ္စယောဟောတုဘုရားအဖြစ်ကိုအကျိုးကျေးဇူးပြုပါစေတရားဓမ္မတို့ဦးဇင်းတို့ကြတော့အဲ့လိုမဟုတ်ကုသိုလ်ကိုမပြုဘူးတော့မဟုတ်ဘဝတန်တယ်မှာကုသိုလ်တွေအများကြီးပြုတယ်သို့တော့ရရဆဆဝါဝါမျိုးမျိုးဆိုလို့ရအဆောင်ရအောင်ရှာကုံအောင်ဖြုတ်စုတဲ့သဘောသိပြီးတော့မရှိဘူးဟုတ်လားကုသိုလ်ကောင်းမှုတစ်ခုပြုတယ်ဆိုလို့ရှိရင်ဆန္ဒကအလွန်အရေးကြီးတယ်ဘာရခြင်းလို့ပြုတာလဲဘလို့ရည်ရွယ်ချက်နဲ့ပြုတာလဲဘုရားလုံးကတော့ဘုရားဖြစ်ခြင်းနဲ့ဆိုတဲ့ဆန္ဒနဲ့ပြုတာတရားဓမ္မတို့ဦးဇင်းတို့ကဘလို့ဆန္ဒတွေနဲ့ပြုတာလဲတချို့ကကြော်ကြားမှုကိုလိုချင်လို့ပြုတယ်ဟုတ်တယ်ကြော်ကြားမှုတော့ရလိမ့်မယ်ကျန်တာတော့ရချင်မှရမယ်သူကကြော်ကြားမှုပဲရချင်တာကိုဟုတ်လားတချို့ကြတော့လည်းပဲလူချမ်းသာနတ်ချမ်းသာဘဝတံပတိဘောဂတံပတိကိုလိုလားတယ်ဘဝတန်တရားမှာနော်ကောင်းကောင်းကျင့်လေခြင်းတယ်ကိုအရှိသဖြင့်ကောင်းခြင်းတယ်နိဗ္ဗာန်ကိုတော့ तू မရည်ရွယ်ဘူးနော်အဲ့ဒါလို့ဆန္ဒတွေကမမြတ်တဲ့အတွက်ကြောင့်ဒီကုသိုလ်ကောင်းမှုသည် तू လိုချင်တဲ့တစ်ခုကိုတော့ဒါပေးမှာပဲပြီးပြီးရင် तू ကအနိစ္စမျိုးဖြစ်တဲ့အတွက်ကြောင့်ပျက်စီးသွားတာပဲကုန်သွားတာပဲအဲ့တော့ရအောင်ရှာကုန်အောင်သုံးတော့သိပြီးတော့အဖတ်မတင်ဘူးပေါ့ဟုတ်လားဘုရားလောင်းကတော့ပြုသမျှကုသိုလ်တွေဟာဘာဖြစ်နေတော့စုထားတဲ့သဘောရှိတယ်အဲ့တော့ဦးဇင်းတို့ဘုရားလောင်းဘုရားဖြစ်တော့မဲ့ဘဝရောက်ပြီဆိုတော့ပါရမီကုသိုလ်တွေကအကုန်လုံးပြည့်စုံနေပြီဒီဘဝပြီးရင်နောက်ထပ်ဘဝလည်းဆက်ဖြစ်เสียအကြောင်းမရှိတော့အဲ့တော့ဟိုကုသိုလ်ကောင်းမှုဒီကုသိုလ်ကောင်းမှုအစုံပြုခဲ့တာဆိုတော့အဲ့ဒီပါရမီကုသိုလ်ကောင်းမှုတွေကဒီတဘဝထဲမှာပြုံပြီးတော့အကျိုးပေးတယ်ငါကဒါလေးအကျိုးပေးပါရစေငါကလည်းဒါလေးအကျိုးပေးပါရစေတော့သဘောနဲ့ပေါ့ဒါကြောင့်ဘုရားလောင်းတည်ရုပ်လက္ခဏာအဖြစ်လည်းပဲဘယ်သူမှသူ့ကိုရှင်လို့မရအောင်နော်စိတ်ဓာတ်ဉာဏ်ပညာအဖြစ်လည်းသူ့ကိုရှင်လို့မရအောင်ရုပ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာဘယ်အည်အသွေးမှဘုရားလောင်းကိုရှင်လို့မရဒါကြောင့်လည်းဘုရားဖြစ်သွားတယ်အဲ့တော့ဦးဇင်းတို့ပြောနေတာကပြုထားတဲ့ဒါနစေတနာသည်ဓာတ်တတိကလေးအနေနဲ့မပြတ်မစီလိုက်နေတယ်ဒါကြောင့်ဦးဇင်းတို့ဘုဒ္ဓတော်ဆရာဘုရားကြီးကအရာအလုံးပျက်စီးနေတယ်တဲ့နော်အရာအလုံးပျက်စီးနေတယ်မပျက်စီးတာတခုမှမရှိဘူးပျက်စီးခဲ့ပြီဒါတွေလည်းပျက်စီးအောင်မဲ့နောင်ဖြစ်လာတာတွေအကုန်လည်းပျက်စီးသွားမှာအရာအလုံးပျက်စီးနေပြီမလို့မပျက်စီးတဲ့အရာတစ်ခုရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ပါရမီပုံညာတံပါရနိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ပြုလိုက်တဲ့ကုသိုလ်ကောင်းမှုကတော့မပျက်စီးဘူးနော်ဒါနစေတနာပြည့်တယ်နော်သို့တော့ဓာတ်တတိမပြည့်ဘူးနိဗ္ဗာန်ချမ်းသာကိုရအောင်အကျိုးမဆောင်ရမချင်းသူရှိနေတယ်ဒါကြောင့်ပိဋကပေါင်းတော်အောင်တို့ပိုင်ဆိုင်မှုဆိုတာနဲ့စွန့်လွတ်မှုဆိုတာဟာတန်ဖိုးခြင်းအလွန်ကွာခြားတယ်ပိုင်ဆိုင်မှုဆိုတာကတကယ်ပိုင်ဆိုင်တာမဟုတ်စွန့်လွတ်မှုဆိုတာကတကယ်ပိုင်ဆိုင်ဟုတ်လားပြီးတော့ဒီဒါနစေတနာတွေဖြစ်လျက်ဘဝမှာကိုယ်အများကြီးချမ်းသာသေးမဲ့အကျိုးပေးမယ်နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုကိုယ်ကရည်ရွယ်ပြီးတော့ပြုမယ်ဆိုရင်နိဗ္ဗာန်ချမ်းသာရဖို့တောင်းအများကြီးအထောက်အကူပြုမယ်ပေါ့ဒါကြောင့်တန်ဖိုးခြင်းဘာမှမဆိုင်ဘူးအလွန်ကွဲပြားခြားနားတယ်ပေါ့ဒါကြောင့်ပိဋကပေါင်းတော်အောင်တို့ပထမစဉ်းစားရမယ်အနှစ်သာရရှိခြင်းအနှစ်သာရမရှိခြင်းတန်ဖိုးရှိခြင်းတန်ဖိုးမရှိခြင်းဆိုတဲ့အတွဲမှာပိုင်ဆိုင်မှုနဲ့ဆွလွတ်မှုနှိုင်းယှဉ်ပြီးတော့အပြည့်မှန်ထုတ်ရမယ်ပေါ့တဲ့ပြောရရင်တော့ဆွလွတ်မှုမပါတဲ့ပိုင်ဆိုင်မှုသည်တန်ဖိုးမရှိဘူးစွန့်လွတ်မှုပါတဲ့ပိုင်ဆိုင်မှုဆိုရင်တော့တန်ဖိုးရှိတယ်ပိုင်ဆိုင်မှုကြီးတက်တက်ဆိုရင်တော့သူကအကာပဲလေစွန့်လွတ်မှုကလေးပါမှသူကအနှစ်ရောသွားတယ်ပေါ့ဒါကြောင့်ပါစို့တစ်ပင်တပင်ဆိုလို့ရှိရင်အကာကြီးပဲဆိုရင်တော့တိတ်တန်ဖို့မရှိဘူးတော့အိမ်တွေပါလေးဆောက်မယ်ဆိုရင်လည်းပိုးထိုးမယ်ခြာစားမယ်မြန်မြန်ပျက်စီးမယ်ပေါ့အနှစ်ကလေးဆိုလို့ရှိရင်တော့မဟော်ဂနီတို့ဗရောက်တို့ဟုတ်လားတန်ဖို့အလွန်မကြီးဘူးလားနော်သူနဲ့ပရိဘောဂပစ္စည်းလုံးမဆိုရင်ပိုင်ဆိုင်တဲ့လုတ်တဲ့ပုဂ္ဂိုလ်ကအရင်သိမယ်အဲ့ဒီပရိဘောဂပစ္စည်းကနောက်မှပြတ်မယ်ဟုတ်တယ်မို့လားဘာလို့ဆိုအနှစ်ကိုဗျဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့စွန့်လွတ်မှုမပါသောပိုင်ဆိုင်မှုသည်တန်ဖိုးမရှိဘူးလို့လွယ်လွယ်နားလည်ရမယ်ဒါ
ဒါကြောင့်ပိုင်ဆိုင်မှုဆိုတာလူတိုင်းမှာကိုယ်အတိုင်းတာနဲ့ကိုတော့မရှိဘူးလားရှိတယ်အဲ့ဒီပိုင်ဆိုင်မှုဆိုတာတွေကနေပြီးတော့စွန့်လွတ်မှုဆိုတဲ့အနှစ်သာရလေးကိုရအောင်ယူနိုင်ရမယ်ကိုယ်အတိုင်းတာလေးနဲ့ကိုရအောင်ယူနိုင်ရမယ်ဒါမှသာလျှင်ပိုင်ဆိုင်ရခြင်းဒီအဓိပ္ပာယ်ရှိမယ်ပေါ့ကိုယ်အစွမ်းစားနဲ့ရှာဖွေလို့ရထားတဲ့ပစ္စည်းကိုကိုတယောက်တည်းပဲသုံးမယ်ဆိုရင်တော့အလွန်ကျဉ်းမြောင်းတယ်ပေါ့နော်ဟုတ်တယ်မဟုတ်လားကိုတယောက်တည်းသုံးသွားတဲ့လူနဲ့ဟာဆွေမျိုးတွေပါရောသုံးမယ်ပတ်ဝန်းကျင်လောကလူသားတွေပါရောပြီးတော့သုံးမယ်မျှမျှတတာပဲဆိုရင်တော့ဒါမြင့်မြတ်တယ်ဆိုတာအပေါ်ရစဉ်းစားကြည့်ရင်ကိုမသိနိုင်ဘူးလားသိနိုင်တယ်ဒါကြောင့်ဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့တန်ဖိုးရှိတာကိုရယူနိုင်ဖို့အတွက်တန်ဖိုးရှိတာရဲ့တန်ဖိုးမရှိတာရဲ့ခွဲခြားပြီးတော့သိဖို့လိုပါတယ်ပထမခွဲခြားပြီးတော့သိရမယ့်အတွေ့အထိပိုင်ဆိုင်မှုတွေမှရရှိနိုင်တဲ့စွန့်လွတ်မှုဆိုတဲ့အနှစ်သာရတတွဲပြီးကြဆိုဗျာ